လောဘစွန့်တာ၅မျိုးဒါနကုသိုလ်သီလကုသိုလ်သမာဓိကုသိုလ်ဝိပဿနာကုသိုလ်မဂ်ကုသိုလ်အဲ့ဒါဗုဒ္ဓဘာသာကိုပြီးပြီဗုဒ္ဓဝါဒတာရိုးရိုးရှင်းရှင်းလေးအဲ့ဒါကြီးကလေကိုးကွယ်ရလည်းမဟုတ်ဘာသာတရားလည်းမဟုတ်ကိုယ့်ကိုယ်ဘွားတဲ့ကျင့်သုံးတဲ့ဘယ်သူမှဆိုကျင့်သုံးလို့ရတယ်အဲ့တော့ဘလောက်လွတ်လပ်သွားလဲကျွန်တော်လှုပ်ဆရာလည်းဒါပဲအကုန်ပဲဟာကျွန်တော်တို့ဘွားမှာလေငါဘာမှမသိသေးဘူးတည်သွားရင်ဒုက္ခပဲတွေပဲမရှိတော့ဘူးဒါပဲလှုပ်ရမှာပြီးပြီကျွန်တော်တို့ဘွားမှာဒါအကုန်ပဲပြောချင်တာအဲ့တော့ကိုတက်နေသမျှကိုစွမ်းနေသမျှလေးစွန့်ပေါ့ကိုဒီအရာလေးတွေဒီတိုင်းပဲရှင်းရနေကြည့်ပေါ့ကြည့်လို့ချင်းဒါဗုဒ္ဓဝါဒကိုသက်ဝင်ယုံကြည်ရဆိုတော့ဘာမှပူစရာမရှိဘူးဒါအကုန်ပဲကျွန်တော်ဒါလေးပဲကိုတက်နေသလားကျင်းသုံးမှာသွားရုံပဲဟာငါတို့အခုမှစပဲဘာမှမသိသေးဘူးပါအဲ့ဒါမလို့တော့ဒါဆိုရင်ပြည့်စုံပြီကျွန်တော်ဘဝတစ်ခုပါပေါ့နော်ဗုဒ္ဓဝါဒဆိုတာဘာလဲဆိုတာကျွန်တော်ပြောတတ်ရမှာဖြစ်ပါတယ်နော်ဟုတ်ပြီကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ